မင်္ဂလာပါရှင်ဒီနေ့မှာတော့ရာသီဥတုဆိုင်ရာဝေါဟာရလေးတွေကိုမှတ်သားဝဲဘူတုတအဖြစ်ပြောပြပေးပါမယ်ရာသီဥတုဆိုင်ရာစကားလုံးများတန်ခီနောခိုတူဘတန်ခီရာသီဥတုတန်ခီရောဟိုမိုးလေဝသခန့်မှန်းချက်ဟာရဲနေသားခြင်းခုမိုရီတိမ်ထူခြင်းအမေမိုးယူခိနှင်းခါဇဲလေးခါမီနာရီမိုးကြိုးလျက်စီးတိုင်ဖူတိုင်ဖုန်းမုန်တိုင်းခီအွန်းအပူချိန်အဆွိပူသောစာမူ၏အေးသောချမ်းသောစူဇူရှိအေးမြသောလန်းဆန်းသောမူရှိအဆွိပူပြီးဆိုထိုင်းစများသောခါစဲကစီရော၏လေပြင်းတိုက်သောအိုးအမယ်မိုးများသောအိုးယူခိနှင်းများသောဟာရုຫນွေဦးငါစຫນွေအခိဆောင်းဖူယူဆောင်းဖူရုမိုးရွာသည်ခိုဆမဲမိုးဖွဲဖွဲရွာခြင်းအာမကုမိုးတိမ်ဒိုရှာဘူရိမိုးတဲမဲစွာရွာခြင်းရေလွှမ်းမိုးခြင်းတိုးရီအမယ်ခိတခဏရုတ်တရက်ရွာခြင်းဂေါဥမိုးသီးထန်စွာရွာသွန်းခြင်းဆူယုသို့မဟုတ်ဘိုင်ယုမိုးရာသီနိจิတတန့်အိုယူခိနှင်းထူထပ်စွာကြာခြင်းဖူဘူခိနှင်းမုန်တိုင်းမိဇိုရဲမိုးရေနှင်းရေဟီယောမိုးသည်ခိုးရိရေခဲစုမိုရုနှင်းစုပုံခြင်းရှိစုတို့ဆိုထိုင်းစခန်းဆိုခြောက်တွေ့ခြင်းခေါ်ဖူလေပြင်းခိရိမြူနှင်းမြူမိုးလျှော့ပြီးအလွန်ပူသောနေ့နက်တိုင်းရအလွန်ပူသောညခီအဆုလေဖိအား
ဆိုင်းခိုးခီယွန်အမြင့်ဆုံးအပူချိန်ဆိုင်းတေးခီယွန်အနှိမ်ဆုံးအပူချိန်ခိုးဆွေခခုရစ်မိုးရွာနိုင်ခြေအာရရှိမုန်တိုင်းခိုးဆွေရေကြီးခြင်းရာသီဥတုဆိုင်ရာဝေါ်ဟာရလေးတွေဟာအခြေခံအဖြစ်မဖြစ်မနေသိထားသင့်တာမို့ဒီဗီဒီယိုလေးကနေစူးစမ်းလေ့လာမှတ်သားထားစေချင်ပါတယ်ရှင်အလွယ်တကူလေ့လာနိုင်စေရန်မေတ္တာဖြင့်စူးစမ်းတင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်